နောက်ဆုံးပူဇော်ခြင်းအနေနဲ့ပူဇော်ပြီးတော့ဖြစ်ပေါ်ကြရမှာဖြစ်ပါလေဗျာအားလုံးထိုင်ကြပါဗျာထိုင်ပြီးတော့နေရာလေးပြကြပါလားအကိသာနာနေစစ်စင်းယုံနေရာမှာမျက်နှာမူကြပါဗျာမျက်နှာပုံပြီးတော့နောက်ဆုံးကတော့